ကျမတို့လည်းကတ္တဗိဒပညာရှင်တာဟိုးရဖြစ်တဲ့ပေါင်းများစွာတွေကလက်နက်တွေရဲ့ခြေရီကျူတွေကိုညရီကောင်းမြင်ရမှာရှောင်ဝေးနေတာခဲ့ကြပြီးအခုချိန်မှာတော့အဝေးမှာရှိတဲ့အခြားခြေရီရဲ့ဂျိုအစုဝေးတွေရဲ့ဖြစ်တည်မှုတွေကိုပါတွေ့ရှိလေ့လာနေကြပြီဖြစ်ပါတယ်ဒီနေ့မှာတော့ကျမတို့ရဲ့ဒီနေ့ဖြစ်တဲ့ပုံမြင်တွေတနာရီတွေကခြေရည်တန်ထူးချွန်ထက်တဲ့အခက်အခဲပညာရှင်တွေဟာတန်ဖိုးဖို့ကောင်းတဲ့ဒီပညာတွေကိုအသုံးပြုပြီးတော့ကောင်းကင်ကိုလေ့လာနေကြတာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ကျမတို့လူသားတွေနဲ့ထောင်စုနှစ်ပေါင်းများစွာကလေးကရင်းနှီးခဲ့တဲ့ညကောင်းကင်ကြီးကိုလေ့လာနေတဲ့နေရာတစ်ခုလို့လည်းခေါ်ဆိုနိုင်ပါတယ်။ဒီနေရာကတော့ချီလီနိုင်ငံမှာတည်ရှိပါတယ်။ချီလီနိုင်ငံဟာတောင်တန်းတွေထူထပ်ပြီးတောင်အမေရိကတိုက်ရဲ့အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ရှေးမျိုးနိုင်ငံတစ်ခုဖြစ်ပါတယ်။အနောက်ဘက်မှာပစိဖိတ်သမုဒ္ဒရာတည်ရှိပြီးအရှေ့ဘက်မှာမြင့်မားတဲ့အန်ဒီစ်တောင်တန်းကြီးတွေနဲ့မြောက်ဘက်မှာတော့အမေဇုန်မိုးသစ်တောကြီးတွေတည်ရှိပါတယ်။ဒါအပြင်စိတ်သမုဒ္ဒရာကြီးကအနာဂတ်ဘက်ကလာတဲ့ရေအေးစီးကြောင်းတွေကိုနောက်ဘက်ကိုဖြတ်တန်းစီးဆင်းစေလို့